360 app ကနေအသစ်ထပ်မံထုတ်လုပ်ထားတဲ့ Grade 5 Math application လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ဒီ application လေးကပစ္စမတန်းသင်ချာဖတ်စာအုပ်သင်ယူကိုအခြေပြုဖန်တီးထားပြီးတော့ကလေးတွေအတွက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းမဲ့ရုပ်ပုံတွေသင်ချာတွနည်းနဲ့သဘောတရားတွေကိုတဆင့်ချင်းရှင်းပြပေးထားတဲ့ animation တွေဉာဏ်စမ်းမိကုန်းတွေလေ့ကျင့်ခန်းတွေနဲ့အတူခက်ခဲတဲ့သင်ချာသဘောတရားတွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ဒီ application ကိုအသုံးပြုဖို့ဆိုရင်အရင်ဦးဆုံးကိုယ့်ရဲ့ဖုန်းထဲမှာ Grade 5 Maths application file ကို download လုပ်ပြီးတော့ install လုပ်ထားဖို့လိုပါလိမ့်မယ်။ install လုပ်ပြီးတာနဲ့ application နဲ့ကိုဝင်ပြီးစတင်အသုံးပြုလို့ရပါပြီ။ပစ္စမနဲ့သင်ချာသင်ယူမှာပါဝင်တဲ့သင်ခန်းစာတွေကိုအခုလိုမျိုးမြေပုံပေါ်မှာအခန်းလိုက်စီစဉ်ထားရှိပြီးတော့အခန်း1ကနေ19အထိပါဝင်ပါတယ်။ကျွန်းကြီးတွေကတော့ဖတ်စာအုပ်ထဲမှာပါတဲ့အခန်းတွေကိုကိုစားပြုပြီးတော့ကျွန်းငယ်လေးတွေကတော့သင်ခန်းစာတွေကိုကိုစားပြုပါတယ်။အဲ့ဒီအထက်ကကိုလေ့လာခြင်းတဲ့အခန်းနဲ့သင်ခန်းစာတွေကိုရွေးချယ်ပြီးစတင်လေ့လာနိုင်ပါတယ်။ကဲဒါဆိုရင်တော့ပါဝင်တဲ့အကြောင်းအရာတွေကိုအတူလိုက်ကြည့်ကြအောင်။ဒီ application ကသင်ချာသင်ခန်းစာအကြောင်းအရာတွေကိုလေ့လာမှုလေ့ကျင့်မှုနဲ့တိုးတက်မှုဆိုတဲ့သဘောတရား၃ခုနဲ့လေ့ကျင့်သင်ကြားပေးပါတယ်။လေ့လာမှုအပိုင်းမှာဆိုရင်တော့သင်ချာရဲ့အဓိကသဘောတရားတွေကိုရှင်းလင်းပြသတဲ့ရှင်းပြချက်တွေနဲ့အတူပုံတွေ animation တွေအသံဖိုင်တွေနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။ C နဲ့ D ကိုဆက်ဆွဲလိုက်ရင်ပေးထားတဲ့စတုကန် ABCD နဲ့တစ်ထပ်တည်းတူတဲ့စတုကန်တစ်ခုရလာပြီ။အကြောင်းအရာတစ်ခုကိုသင်ပြီးသွားတိုင်းမှာအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့နားလည်မှုကိုပြန်ဆန်းစစ်နိုင်မှုအတွက်လေ့ကျင့်မှုအပိုင်းကအကူအညီပေးပါလိမ့်မယ်။အနဗျိုင်စတုကန် ABCD ရဲ့အခြေအနား BC က3 cm ရှိပြီးဒီနေရာမှာမတူညီတဲ့သင်ခန်းစာအမျိုးမျိုးနဲ့ကိုက်ညီမှုရှိအောင်လေ့ကျင့်ခန်းပုံစံမျိုးစုံကိုလည်းထည့်သွင်းပေးထားပါတယ်။လေ့လာမှုလေ့ကျင့်မှုတို့နဲ့မပြီးသေးပါဘူး။ဒီ application ကအသုံးပြုသူတယောက်ချင်းစီရဲ့သင်ခန်းစာပြီးမြောက်မှုအခြေအနေကိုဖော်ပြပေးပါတယ်။အခန်းနဲ့သင်ခန်းစာတွေကိုပြီးမြောက်အောင်မြင်သွားလိုက်မှာသူတို့နဲ့သက်ဆိုင်တဲ့ကျွန်းတွေကလင်းလာပါလိမ့်မယ်။အဲ့ဒီလိုနည်းနဲ့သက်ဆိုင်ရာအခန်းနဲ့သင်ခန်းစာတွေပြီးမြောက်မှုရှိမရှိကိုလည်းအလွယ်တကူသိနိုင်ပါတယ်။မြေပုံပေါ်မှာရှိတဲ့ဘာတွေသိပြီးပြီလဲအပိုင်းကတော့ကျောင်းသားတွေရဲ့နားလည်မှုနဲ့သင်ချာကျွမ်းကျင်မှုကိုစစ်ဆေးအကဲဖြတ်ပေးမှာဖြစ်ပြီးတော့အခန်း19ခန်းထဲကသင်ချာအကြောင်းအရာတွေကိုကြပန်းမေးသွားမဲ့စာမေးပွဲပုံစံနဲ့စစ်ဆေးမှု၅ခုပါဝင်ပါတယ်။ဥပမာအနေနဲ့ဘာတွေသိပြီးပြီလဲနံပါတ်1မှာဆိုရင်တော့ပေးထားတဲ့အချိန်မိနစ်30အတွင်းမှာအခန်း1ကနေ4ထဲကအကြောင်းအရာတွေကိုမေးခွန်းပုံစံအမျိုးမျိုးနဲ့ဖြေဆိုရမှာဖြစ်ပါတယ်။ဖြေဆိုပြီးတဲ့ရလဒ်နဲ့မှတ်တမ်းတွေကိုလည်းမှတ်သားပေးထားတာမို့လို့အချိန်မရွေးပြန်ကြည့်ပြီးတော့ကိုယ့်ရဲ့တိုးတက်မှုကိုစစ်ဆေးနိုင်ပါတယ်။မြေပုံပေါ်မှာရှိတဲ့အနှစ်ချုပ်ကတော့သင်ချာရဲ့အဓိကသဘောတရားတွေကိုတစုတစည်းနဲ့လေ့လာလို့ရအောင်အခန်းလိုက်စုစည်းပေးထားတဲ့နေရာဖြစ်ပါတယ်။ဖတ်စာအုပ်ထက်ကိုဝင်လိုက်ရင်တော့ပစ္စမတန်းသင်ချာဖတ်စာအုပ်ကို PDF ဖိုင်အနေနဲ့ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။သင်ချာပညာရပ်ကိုလေ့လာရမှာလွယ်ကူလျင်စေဖို့အတွက် Grade 5 Maths application ကတစ်ဖက်တစ်လမ်းကနေအထောက်အကူဖြစ်စေမှာပါ။ဒါကြောင့်အခုပဲ application ကို download လုပ်ပြီးတော့သင်ချာကိုလွယ်ကူစွာသင်ယူလိုက်ပါ။